ကြောင်ကြောင်ဝိုင်းကြီးတန်တာနာအသစ်ဖွင့်ထားတဲ့ဆိုင်လေးတစ်ခုမိသားစုစတိုးမှာကြိုက်တာယူအဖျော်ရမကအေးနဲ့မုံမျိုးစုံလဲရတန်တာနာမှာလေညင်းလေးခံစားရင်နေလဲလာညဆိုလဲခုန်တန်းလေးမှာဖွင့်ထားတယ်မိသားစုစတိုးမိသားစုဆိုတဲ့အတိုင်းမိသားစုဝင်ကဲ့သို့နှွေးထွေးဖော်၍သောဆက်ဆံရေးကောင်းမွန်စေရမယ်ညနေခင်းလေးမှာအေးမြတဲ့လေလေးနဲ့တူဆိုင်ရှိခုန်တန်းလေးမှာအေးမြတဲ့အေးလေးတောက်မလားရမကကြိုက်နေတဲ့သူများအတွက်အဖျော်ရမကမျိုးစုံလဲရတဲ့ငွေလွှဲငွေထုတ်ပြုလို့လို့သူများအတွက်လဲဖေးဝေးဖေးငွေသွင်းထုတ်ပြလုပ်နိုင်တယ်ကလေးငယ်များအတွက်မုံဆုံးရတယ်မိသားစုစတိုးကနေလို့အတော်လူသုံးကုန်မျိုးစုံကိုတနေရာတည်းမှာဆုံးဖြစ်စေရမယ်လာကြည့်လိုက်မျက်စိနဲ့သေချာကြည့်မှသာမျက်တွေ့ရမယ်အရေးအသွေးကောင်းမွန်တဲ့ပစ္စည်းများကိုအကောင်းဆုံးရောင်းချပေးနေတယ်ဖြော်ရမကအေးနဲ့မုံမျိုးစုံလဲရတန်တာနာမှာလေညင်းလေးခံစားရင်နေလဲလာညဆိုလဲခုန်တန်း